ထွက်သွားသူပြန်လာစေဖို့ပိုပြီးထိရောက်စေမယ်အဘမင်းသိန်းခပြောပြပူတဲ့ထွက်သွားသူပြန်လာစေသောစာရွက်ကလေးအကြောင်းကိုတင်ဆက်ပေးလိုက်ပါရရှင်ဒီနေ့မှာတော့ထွက်သွားသူပြန်လာစေသောစာရွက်ကလေးအကြောင်းပြောပြပါမယ်ရှစ်တစ်ပတ်တုန်းကအခက်အခဲမျိုးစုံပြည်လဲစေဖို့အတွက်လူတရစာရွက်လေးအကြောင်းတင်ပေးဖြစ်တော့အမျိုးသားအင်အားထွက်သွားတာသုံးလို့ရမလားရီးသားဟောင်းပြန်ချစ်လာစေဖို့သုံးလို့ရမလားဆိုတာတွေမိလာကြပါတယ်ဒါကြောင့်မို့လို့ထွက်သွားသူပြန်လာစေဖို့ပိုပြီးထိရောက်စေမယ်အဘမင်းသိန်းခပြောပြပူတဲ့ထွက်သွားသူပြန်လာစေသောစာရွက်ကလေးအကြောင်းကိုသတိရမိလို့တင်ဆက်ပေးလိုက်ပါရရှင်အဘပြောပြခဲ့တာကတော့ဒီနီးကဒိဗ္ဗစကုဆရာကျော်ရဲ့ကျမ်းစာစာအုပ်ထဲကနီးတဲ့ဒီကာတာစာရွက်ကလေးကိုထွက်သွားသူရဲ့အသက်အတိုင်းမိတ္ထုကူးပြီးတော့ဖျောင်းနိုင်မှာပတ်ပေးရပါမယ်ဥပမာထွက်သွားသူကအသက်30ဆိုရင်ဖျောင်းနိုင်30လောက်ထားရပါမယ်ပြီးတော့ဖျောင်းနိုင်တွေကိုကြွေပကံပြားတစ်ချက်ပေါ်မှာစိုက်ပြီးထွက်သွားသူရဲ့အိယာပေါ်မှာထွန်းပေးရပါမယ်တရက်ကိုတတိုင်ချစီပြန်မလာမချင်းထွန်းပေးပါသက်စစ်ဖျောင်းနိုင်တွေမကုန်ခင်မှာပြန်ရောက်လာပါလိမ့်မယ်ဆရာကြီးပြောပြပေးခဲ့တဲ့စာထဲမှာဆိုရင်တော့3ရက်ပဲထွန်းရသေးတယ်ပြန်ရောက်လာပါတယ်တဲ့ဒီနီးလန်းလေးကတော့သားသမီးတွေအတွက်ဖြစ်စေအိမ်နောင်ဘက်အတွက်ဖြစ်စေချစ်သူရည်စားအတွက်ဖြစ်စေသုံးနိုင်တဲ့ရရပါအားလုံးပဲကံအထောက်ပံ့လေးတစ်ခုအဖြစ်အကျိုးရှိကြပါစေရှင်